မြန်မာနိုင်ငံသမိုင်းမှာပထမမြန်မာနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့တဲ့အနော်ရထာမင်းစောခရစ်နှစ်1044ကနေ1089အကြောင်းဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သူ့ရဲ့စွမ်းဆောင်ချက်တွေကဒီနေ့ခေတ်မြန်မာယဉ်ကျေးမှုနဲ့နိုင်ငံရေးအုတ်မြစ်တွေဖြစ်လာခဲ့တာပါ။အနော်ရထာမင်းကြီးရဲ့ထူးခြားတဲ့သမိုင်းမှတ်တိုင်တွေကိုအချက်အလက်နဲ့တကွစူးစီးဖော်ပြပေးလိုက်ပါတယ်။၁ပကံအင်ပါယာကိုတည်ထောင်ခြင်းအနော်ရထာမင်းဟာပြန်ကျဲနေတဲ့တိုင်းရင်းသားတွေနဲ့နယ်မြေတွေကိုစုစည်းပြီးပထမမြန်မာနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့ပါတယ်။သူဟာစစ်ရေးကျွမ်းကျင်ရုံတင်မကပဲအုပ်ချုပ်ရေးပိုင်းမှာလည်းစနစ်ကျတဲ့ပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့သူပါ။နှစ်သာသနာရေးပြုပြင်ပြောင်းလဲမှုဒါဟာသူ့ရဲ့အကြီးမားဆုံးသောအမွေအနှစ်လို့ပြောလို့ရပါတယ်။အရေးကြီးသူ၏အယူမားများကိုပယ်ဖျက်ခြင်းထိုခေတ်ကလွမ်းမှုနေတဲ့အရေးကြီးတို့၏အယူဝါဒတွေကိုတိုက်ဖြတ်ခဲ့ပါတယ်။ရှင်အရဟံနှင့်တွေ့ဆုံခြင်းတထုံကြီးကကြွလာတဲ့ရှင်အရဟံမထေမြတ်ရဲ့တရားကိုနာယူပြီးနောက်ထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ကိုးကွယ်ခဲ့ပါတယ်။ဗိဓိကတ်တော်များဆောင်ယူခြင်းတထုံမိန်မနုဟာထောင်မဗိဓိကတ်တော်30ကိုပကံတို့ပြင့်ဆောင်ခဲ့ပါတယ်။၃စိုက်ပျိုးရေးနှင့်စီးပွားရေးအနော်ရထာမင်းဟာနိုင်ငံတော်ကိုစားနပ်ရိက္ခာဖူးလုံစီဖို့အတွက်ဆယ်မြောင်းတာရမန်တွေကိုအကြီးအကျယ်တည်ဆောက်ခဲ့ပါတယ်။ကြောက်ဆယ်လွင်ပင်လေတွင်းစစ်တခရိုင်ကိုတတ်မှတ်ပြီးဆယ်ရီတီဆောက်ကစပားစိုက်ပျိုးမှုကိုမြင့်တင်ခဲ့တာကြောင့်လဲပကံဒီစံရည်စပားပေါများရာဖြစ်လာခဲ့တာပါ။၄ကာကွယ်ရေးနဲ့နယ်စားဆောင်တပ်များနိုင်ငံတော်ရဲ့လုံခြုံရေးအတွက်နယ်ဆက်တစ်ချောင်းမှာကင်းမြို့43မြို့ကိုတည်ခဲ့ပါတယ်။ဒါအပြင်ရဲစွမ်းတတိနဲ့ပြည်စုံတဲ့ကျန်းစစ်သားငထွေယူငလုံးလက်ဖယ်ညောင်ယူဖီးဆိုတဲ့သူရဲကောင်းလေးဦးကိုလည်းမွေးထုတ်ပေးခဲ့ပါတယ်။အနော်ရထာမင်းတည်ထားခဲ့လို့ထင်ရှားသည့်စေတီပထိုးများအနော်ရထာမင်းဟာဗုဒ္ဓဘာသာထွန်းကားပြန်ပွားဖို့အတွက်စေတီတော်များစွာကိုတည်ထားခဲ့ရမှာအောက်ပစေတီတွေကအထူးထင်ရှားပါတယ်။ရွှေစည်းကုံစေတီတော်ပကံလောကနန္ဒာစေတီမြတ်စောညီနှုံစေတီတူရင်တုံစေတီမှတ်ချက်အနော်ရထာမင်းဟာမြန်မာသမိုင်းမှာသူရဲကောင်းမင်းအဖြစ်သာမကသာသနာပြုမင်းအဖြစ်ပါထာဝရဂုဏ်ပြုခံရသူဖြစ်ပါတယ်။